အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့မြေပြင်ရှေ့တန်းတနေရာရောက်နေတယ်လို့ပြောလို့ရပါတယ်ကျွန်တော်ဒီနေ့ပြောချင်တာကတကယ်တော့အခုဒီရက်ပိုင်းနေဒီလပိုင်းနေမှာဒီကျွန်တော်တို့ရဲ့မြေပြင်မှာရှိနေတဲ့ရှေ့တန်းစေယုံစေကန်းတွေရောနောက်တန်းစေယုံစေကန်းတွေရောကိုဘုံကျဲတိုက်ခိုက်ခံနေရတယ်ဆရာဝန်တွေသူနာပြုတွေကိုရွယ်ချက်ရှိနဲ့စေယုံစေကန်းတွေကိုရွယ်ချက်ရှိနဲ့ဘုံကျဲတိုက်ခိုက်ဖြစ်စီခံနေရပါတယ်မြန်မာနိုင်ငံမှာအကြမ်းဖက်ဖက်စစ်တပ်ဟာဆရာဝန်တွေသူနာပြုတွေကျမ်းမာရေးစောင့်ရှောက်တဲ့သူတွေကိုရည်ရွယ်ချက်ရှိတိုက်ခိုက်တပ်ဖြတ်နေတာဖြစ်ပါတယ်ဒါကြောင့်ရင်တော့ကတော့ကျွန်တော်တို့တွေလုံခြုံတဲ့နာတော်တဲ့တောင်ထဲမှာရှေ့တန်းစေယုံစေကန်းနေနဲ့နောက်အခြေချစေယုံစေကန်းတွေကိုတိဆောက်ပြီးတော့စေကူတာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ဒီအချိန်မှာအခုလိုမျိုးဒီဧပြီမေ2လအတွင်းမှာတိုက်ခိုက်မှုတွေပိုပြီးတော့များလာပြီးစေယုံစေကန်းတွေအတွက်လုံခြုံမှုမရှိတော့တဲ့အတွက်ကျွန်တော်တို့တွေအခုချိန်မှာ underground မြေအောက်စေယုံစေကန်းတွေဘုံကျဲတံခံနိုင်တဲ့ပေါင်900 1000ဘုံတွေကျဲတဲ့တံကိုခံနိုင်တဲ့မြေအောက်စေယုံစေကန်းတွေစောက်ဖို့လိုလာပါတယ်ဒါကြောင့်ဒီဟာကိုပြည်တွင်းပြည်ပမြန်မာပြည်သူများအနေနဲ့နိုင်ငံတကာလူရှင်များအနေနဲ့ဒီမြေအောက်စေယုံစေကန်းများဘုံကျဲတံခံနိုင်တဲ့စေယုံစေကန်းများဒီဆောက်ဖို့အတွက်ကူညီကြဖို့ကျွန်တော်အနေနဲ့ဒီနေရာမှာတိုက်တွန်းလိုပါတယ်တကယ်တော့စေကူတာနေကြတဲ့ဆရာဝန်ဆရာမသူနာပြုများကမ္ဘာပေါ်မှာအန္တရာယ်အများဆုံးနိုင်ငံတစ်ခုမှာအလုပ်လုပ်နေရတာဖြစ်ပါတယ်သူတို့တွေလုံခြုံစိတ်ချစွာစေကူတာမှုပေးနိုင်ဖို့အတွက်သူတို့တွေလုံခြုံစိတ်ချစွာအနားယူနိုင်ဖို့အတွက်ကျွန်တော်တို့မှာဘုံကျဲတံခံနိုင်တဲ့စေယုံစေကန်းတွေလိုအပ်ပါတယ်ဘုံကျဲတံခံနိုင်တဲ့မြေအောက်စေယုံစေကန်းများတိဆောက်ဖို့လိုအပ်ပါတယ်ဒါကြောင့်ဒါကိုဝိုင်းဝန်းကူညီကြပါလို့ကျွန်တော်အနေနဲ့အားလုံးကိုဒီနေရာကနေတိုက်တွန်းလို့ဆိုလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်